လူငယ်ပေါင်ချိန်အပိုင်းငါအပိုင်းငါရဲ့အစမှာတော့မူလန်ရဲ့ပုံစံကအရန်အားနည်းနေတဲ့ပုံပေါက်ပြီးသူ့ရဲ့အနာကိုတော့ဝန်ကြီးချန်ကရောက်လာပြီးတေချာစူးစမ်းနေပါတော့တယ်။ဝန်ကြီးချန်ကမူလန်ကိုတေချာကြည့်လေတနေရာမှာရင်းနှီးခဲ့တယ်လို့ခံစားရလေဖြစ်တဲ့အတွက်မေးကြည့်မလို့လုံနေတော့မူလန်ကလည်းထွက်ပြေးသွားခဲ့ပါတယ်။ပေါင်ချိန်ကလည်းလာချုပ်နေပါတော့တယ်။ဒါကြောင့်ဝန်ကြီးချန်လည်းပေါင်ချိန်ကိုခေါ်ပြီးသူ့အလုံးမှာလာကူခိုင်းပါတော့တယ်။အလုံးဆိုတာကတော့တခြားဟာမဟုတ်ပါဘူး။ဟိုနေ့ကရှာတွေ့ခဲ့တဲ့အယိုးစုကိုတကြိုထားတဲ့ပြအိုးကိုတင်ချိုင်းမြေမှာတော့မြုပ်တာပဲဖြစ်ပါတယ်။ဒီလိုမြေမြုပ်ဖို့အတွက်ပေါင်ချိန်ကမြေရင်းတူးနေရင်ကနေဝန်ကြီးချန်ကတော့လွန်ခဲ့တဲ့3နှစ်ကအမှုတစ်ခုအကြောင်းကိုပြောပြပါတော့တယ်။သူပြောတဲ့အမှုကတော့မာဘင်းဆိုတဲ့လူတစ်ယောက်ကရုံတော်ရဲ့ရွှေစား2000ကိုခိုးပြီးထွက်ပြေးသွားတဲ့အတွက်ကြံခဲ့တဲ့မိန်းမနဲ့သားကကျိုးပေးသက်ခံလိုက်ရတယ်ဆိုတဲ့အမှုပါပဲ။အဲ့တုန်းကတားဖြစ်သူရဲ့နေရာမှာကိုစားဝန်ခံပေးဖို့တောင်းဆိုတဲ့လူတွေလည်းရှိဘူးတယ်လို့ရုတ်တရက်ဗဇက်ကနေလွတ်ခနဲ့ပြောမိလိုက်ပါတယ်။ဒါပေမဲ့ချက်ရှင်ပဲဝန်ကြီးရှန်ကလျှို့ဝှက်ချက်တစ်ခုခုရှိနေတဲ့ပုံစံနဲ့စကားလမ်းကြောင်းပြန်လွှဲပြီးစကားကိုထိန်ပြောလိုက်တဲ့ပုံစံကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။အယိုးအိုးကိုမြေတီချာမြုပ်ပြီးတင်ချိုင်းကနေပြန်တဲ့လမ်းမှာတော့ဝန်ကြီးရှန်ဟာပတ်ဆက်အိတ်ချပြောက်သွားတဲ့အတွက်တင်ချိုင်းမြေကိုတစ်ခေါက်ပြန်လှည့်ရှာရပါတော့တယ်။ပေါင်ချိန်ကတော့အဲ့နေရာကိုထပ်မသွားချင်တော့တဲ့အတွက်ဝန်ကြီးရှန်ကိုတယောက်တည်းထားခဲ့ပြီးထွက်သွားခဲ့ပါတယ်။ဝန်ကြီးရှန်ကတော့တယောက်တည်းအထိတ်တလန့်နဲ့သူ့ရဲ့ပျောက်သွားတဲ့ပတ်စံအိတ်ကိုလိုက်ရှာနေရပြန်ပါတယ်။ညဘက်မှာတော့ကုန်းဆူးရှက်ကြံချောင်းနဲ့ပေါင်ချိန်တို့3ယောက်သာအမှုကိစ္စအကြောင်းဆွေးနွေးနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ပေါင်ချိန်ကတော့အမည်မဖော်နိုင်သေးတဲ့အယိုးစုကဒီအမှုနဲ့လည်းပတ်သက်နေနိုင်တယ်လို့ပြောပြလိုက်ပါတယ်။အမှုကိုဖြေရှာဖို့အတွက်ကတဲလွန်စာတွေကဟိုတစဒီတစဖြစ်နေပြီးအဲ့တဲလွန်စာတွေအကုန်စုပေါင်းပြီးတရခန့်အဆက်ကိုရှာနိုင်မှာဖြစ်တဲ့အကြောင်းပြောနေခဲ့ပါတယ်။အဲ့လိုပြောနေရင်ကနေအတန်တစ်ခုကိုကြားလိုက်ရပြီးအတန်လာရာကိုတွားကြည့်လိုက်တဲ့အခါမှာဝန်ကြီးရှန်ရှိတဲ့အခန်းဖြစ်နေပြီးအခန်းထဲမှာလည်းတည်ဆုံးနေပြီဖြစ်တဲ့ဝန်ကြီးရှန်ကိုတွေ့ရမှာဖြစ်ပါတယ်။အရင်လူတွေတုန်းကလိုပဲဝန်ကြီးရှန်ရဲ့အလောင်းသားမှာရှိုင်တဲရဲ့ပကြီးကားတစ်ချက်ကိုတွေ့လိုက်ရပြီးမြေကြီးပေါ်မှာတော့ကြားစီတွေပြန့်ကျဲနေတဲ့အတွက်ကြားထိုးရဲ့အသက်ခံလိုက်ရတယ်လို့ကနဦးကောက်ချက်ချလိုက်ပါတယ်။အလောင်းကိုစစ်ဆေးကြည့်တဲ့အခါမှာတော့မျက်နှာမှာ800နဲ့အတူမျက်လုံးကလည်းနီနေပြီးပါးစပ်အတွင်းထဲမှာလည်းကြားစီတွေရှိနေတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်ကြားစီတွေလေပင်ထဲမှာစိုးနှင်ပြီးပြေးသွားတယ်လို့အဖြေထုတ်လို့ရခဲ့ပါတယ်။ပေါင်ချိန်ကတော့ဝန်ကြီးချန်ရဲ့ပါးစပ်ထဲကထွက်လာတဲ့ထူးဆန်းနေတဲ့ကြားစီတစ်ခုကိုအလက်ယူထားလိုက်ပါတယ်။ဝန်ကြီးချန်ရဲ့အလောင်းမှာတော့လေပင်အချိုးခံထားရတဲ့ပုံစံတွေ့နေတဲ့အတွက်လက်ချောင်းအားပြင်းတဲ့လူသက်သမားကလေပြုံညှက်သက်သွားတာဖြစ်နိုင်တယ်လို့အဖြေရှာတွေ့သွားပါတယ်။လက်ချောင်းအားပြင်းတဲ့လူသက်သမားလို့ကြားတဲ့အခါရဲမက်တစ်ယောက်ကအနားကိုရောက်လာပြီးမာဘင်းပြန်လာပြီလို့ပြောလိုက်ပါတယ်။တစ်ချိန်ကရဲမက်နှစ်သိန်းရဲ့တင်တန်းမှုဖြစ်ခဲ့တဲ့မာဘင်းကလက်ချောင်းအားလည်းပြင်းတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ဝန်ကြီးရှန်ရဲ့လူသက်သမားကမာဘင်းဖြစ်နိုင်ရှိလည်းရှိပါတယ်။ပေါင်ချိန်တစ်ယောက်ကတော့ဝန်ကြီးရှန်ရဲ့ပါးစပ်ထဲကတွေ့တဲ့ကြားစီကိုတေချာစစ်ဆေးနေရင်အနက်ခံကြည့်လိုက်တဲ့အခါအနက်ကမှုှေးနေတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်ကုန်းစွန်းရှက်စီအသေးအတန်သွားပြတဲ့အခါတကယ်ပဲကြားစီကကွေ့ဟွာပန်းအနက်မှုှေးလေးရနေပြီးဝန်ကြီးရှန်မသေးခင်ကွေ့ဟွာပန်းနဲ့လှုပ်ထားတဲ့မုံတစ်ခုခုစားထားတဲ့အတွက်သူ့ပါးစပ်ထဲကထွက်လာတဲ့ကြားစီမှာလည်းအနက်ဆွဲနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့တဲလွန်စာရှာဖို့ရာအတွက်ကုန်းစွန်းရှက်ကြံချောင်းနဲ့ပေါင်ချိန်တို့3ယောက်သားတမျိုးလုံးမှာကွေ့ဟွာပန်းမုံတဆိုင်တည်းရတဲ့ဆိုင်မှာသွားပြီးထမင်းသွားစားကြပါတော့တယ်။ဝန်ကြီးရှန်ကလည်းမင်းညကဒီဆိုင်မှာလာစားခဲ့တာဖြစ်ပြီးဆိုင်ရှင်ကိုမေးကြည့်လိုက်တဲ့အခါမှာတော့ဈေးကြီးတဲ့ပွဲတွေကိုပဲမှာစားပြီးငွေကိုတော့နောက်2ရက်နေမှလာပေးမယ်လို့ပြောတဲ့အတွက်သူတို့တော့ရိုက်လွတ်လိုက်ရတယ်လို့ဆိုပါတယ်။အဲ့တုန်းကဝန်ကြီးရှန်ရဲ့ပုံစံကသူ့မှာငွေစားတွေအများကြီးရှိရဆိုပြီးမန်တက်နေပုံရနေခဲ့ပါတယ်။လွန်ခဲ့တဲ့3နှစ်ကလောင်ကစားလုပ်ပြီးငွေအရှိကြီးချုံခဲ့မှုတဲ့ကိစ္စကိုလည်းစမြောင်းပြန်သွားခဲ့ပါတယ်။လွန်ခဲ့တဲ့3နှစ်တုန်းကဝန်ကြီးရှန်ကတကယ်ပဲလောင်ကစားပွဲမှာငွေစား900ရှုံးဖူးခဲ့တာဖြစ်ပြီးအဲ့အချိန်တုန်းကဒီလောက်များတဲ့ငွေတွေဘယ်ကရလဲဆိုတာဘယ်သူမှမသိကြပါဘူး။အခုလဲသူမသိခင်ညကဆိုင်မှာဈေးကြီးတဲ့အစားအစာတွေပဲလာမှာစားသွားတယ်ဆိုတော့အဲ့ဒါတွေအတွက်ချင်းဖို့ကသူ့စီမှာဘယ်ကနေငွေစားတွေရလာမှာလဲဆိုတာကစဉ်းစားစရာပါပဲ။အဲ့တော့ဝန်ကြီးရှန်နောက်ဆုံးသွားခဲ့တဲ့နေရာဖြစ်တဲ့တင်ချိုင်းကိုရောက်အောင်သွားပြီးအဲ့နေရာမှာပဲတဲလွန်စာကိုလိုက်ရှာပါတော့တယ်။အဲ့လိုရှာရင်းကနေမာဘင်းရဲ့ဇနီးနဲ့တားဖြစ်သူရဲ့အုပ်ကူကိုတွေးလိုက်ရပြီးအဲ့ကတပီးတိုင်မှာတော့
အလွန်ကိုတန့်ရှင်းနေခဲ့ပါတယ်။ဒါကြောင့်တယောက်ယောက်ကဒီနေရာကိုအမြဲလာပြီးကြော့တယ်ဆိုတာကသိချနေခဲ့ပါတယ်။အဲ့လူကတော့မာပင်ဖြစ်နိုင်တယ်ဆိုတာငင်းစရာမရှိပါဘူး။ဒီလိုမျိုးအုတ်ကူကိုအမြဲလိုလာကြော့နိုင်ဖို့ကရွှန်းရှိမြို့ထဲမှာပဲနေနိုင်မှအဆင်ပြေမှာဖြစ်တဲ့အတွက်မာပင်ကအခုထိရွှန်းရှိမြို့ထဲမှာပဲပုံအောင်နေနိုင်နေဆိုတာသိချပေါက်ပါပဲ။အဲ့ဒီနောက်မှာတော့မနေ့ကပေါင်ချိန်နဲ့ဝင်ကြီးရှန်တို့အတူမြုပ်ခဲ့တဲ့အမည်မသိအယိုးစုရဲ့ပြအိုးမြုပ်နှံရနေရာမှာလဲလက်လက်ဆက်ဆက်ကြော့ပစ္စည်းတွေကိုတွေးလိုက်ရပြန်ပါတယ်။လာကြော့ထားတာကြာသေးဖို့မရပဲလာကြော့ထားတဲ့လူကလည်းဒီအမည်မသိအယိုးစုရဲ့ပိုင်ရှင်ဟာဘယ်သူဖြစ်တယ်ဆိုတာကိုသိထားပုံပါပဲ။ဒါကြောင့်ဆက်ဆက်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ဒီအမည်မသိအယိုးစုရဲ့အုတ်ကူနဲ့ဇနီးနဲ့သားဖြစ်သူရဲ့အုတ်ကူကိုလာကြော့တဲ့လူဟာမာပင်တယောက်တည်းပဲဖြစ်နိုင်ပြီးဒါကလည်းကုန်းဆွန်းရှဲတို့လိုက်နေတဲ့အမှုနဲ့တေချာပေါက်ဆက်ဆက်မှုရှိနိုင်တယ်ဆိုတာကိုတွေးမိသွားကြပါတယ်။အဲ့လိုနဲ့တချိန်ကမာဘင်းတို့မိသားစုနေခဲ့တဲ့နေရာကိုသွားရှာခဲ့ကြပြီးအဲ့အိမ်မှာတော့လွန်ခဲ့တဲ့3နှစ်ကပြတ်ထားတဲ့ပုံစံနဲ့လုံးဝတူမနေပဲတန့်ရှင်တက်ရက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီနေရာကိုလည်းတယောက်ယောက်ကအမြဲတမ်းလာပြီးတန့်ရှင်ပေးနေခဲ့တာဖြစ်ပြီးဒီနေရာမှာပေါင်းအောင်နေတဲ့လူတောင်ရှိနေနိုင်ပါသေးတယ်။အဲ့အချိန်အိမ်နီးနားချင်းဖွားတယောက်ကရောက်လာပြီးကုန်းဆွန်းရှဲတို့ကိုလာကြည့်ပါတော့တယ်။ဒါကြောင့်ကုန်းဆွန်းရှဲလည်းအဖွားကိုခဏခေါ်ပြီးမာဘင်းတို့မိသားစုနဲ့ပတ်သက်တဲ့အကြောင်းတွေကိုမေးကြည့်ပါတော့တယ်။အဖွားရဲ့ပြောပြချက်အရမာဘင်းတို့မိသားစုဒီမြို့ကိုပြောင်းလာခါစားကအရန်ဖော်ရွေကြပြီးနောက်ပိုင်းမှာတော့ထူးထူးဆန်းဆန်းသူတို့မိသားစုကတခြားသူတွေနဲ့မဆက်ဆံတော့ပဲတီးသက်ကွဲသွားခဲ့ပါတယ်။မိသားစုထဲမှာမာဘင်းရဲ့ပုံစံကတော့မျက်နှာမှာစိတ်မင်းကြောင်ထိုးထားပြီးဇနီးဖြစ်သူကတော့ချောမောလှပတဲ့လူဖြစ်ပါတယ်။အသက်73နှစ်အရွယ်သားဖြစ်သူချောင်ဖုံးအားကလည်းကြည်ကောင်းတဲ့ကောင်လေးဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့လည်းနှမျောစရာကောင်းစွာနဲ့မာဘင်းတယောက်ရွှေစားတွေခိုးပြီးထွက်ပြေးသွားတဲ့နောက်ပိုင်းမှာကြံခဲ့တဲ့ဇနီးနဲ့သားဖြစ်သူကပဲအဖမ်းခံလိုက်ရပြီးရိုက်နှက်စစ်ဆေးခံခဲ့ရပါတယ်။အဲဒီနောက်မှာတော့အားလုံးလည်းသိတယ်လို့မာဘင်းအစားသူ့ရဲ့အပြစ်မရှိတဲ့ဇနီးနဲ့သားကပဲကျိုးမိန့်ချခံလိုက်ရပြီးမာဘင်းရဲ့မိသားစုဘဝကလည်းပြိုကွဲသွားခဲ့ရပါတယ်။အိမ်နီးချင်းအဖွားပြောပြတဲ့မာဘင်းတို့ရဲ့အကြောင်းကပြည့်စုံနေဆိုပေမဲ့အကုန်လုံးကတိပီတာကိစ္စတွေပဲဖြစ်လို့ကုန်းဆွန်းရှဲအတွက်ကအမှုအတွက်ဘာသဲလွန်စာအထောက်အထားမှမရခဲ့ပါဘူး။ဒါကြောင့်ကုန်းဆွန်းရှဲကသူ့လိုချင်တဲ့သဲလွန်စာရဖို့အရေးကြီးမဲ့ကိစ္စတွေကိုပဲဖိမင်းနေပေမဲ့အိမ်နီးချင်းအဖွားကဒီလောက်ပဲသိရမလို့သူ့ကိုလိုရင်းရအောင်ပဲအတင်းဆွဲမင်းနေတဲ့ကုန်းဆွန်းရှဲကိုတောင်စိတ်တူပြီးထားထွက်သွားပါတော့တယ်။ကြံခဲ့တဲ့ကုန်းဆွန်းရှဲနဲ့ကြံချောင်းတို့ကတော့ရရှိထားတဲ့သဲလွန်စာလေးတွေကိုစုစည်းပြီးကက်နဦးအဖြေကိုစဉ်းစားရပါတော့တယ်။အဲ့လိုစဉ်းစားလိုက်တဲ့အခါမာဘင်းကလူသက်သက်မှာအစ်စ်ဆိုရင်ဝန်ကြီးရှံကိုတတ်တာကအကျဉ်းခန်းဆောင်ဖြစ်တဲ့အတွက်တစ်ချိန်ကမာဘင်းရဲ့ဇနီးနဲ့သားဖြစ်သူကိုစစ်ဆေးနှိပ်စက်ခဲ့တုန်းကပါဝင်ခဲ့တာကြောင့်အဲ့အတွက်ကလေးစားရှိနိုင်တာဖြစ်တယ်လို့တွေးမိလိုက်ပါတယ်။အန်ကော့ထိုက်ကိုတတ်တာကတော့ဇနီးနဲ့သားဖြစ်သူကိုကျိုးမိန့်ချလိုက်လို့ကလေးစားရှိတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့ပထမဆုံးအသက်ခံလိုက်ရတဲ့စစ်သူကြီး6ကျွန်းကတော့မာဘင်းနဲ့ဘယ်လိုမျိုးဆက်ဆက်မှုများရှိနိုင်မလဲဆိုတာအဖြေထုတ်မရခဲ့ပါဘူး။ပေါက်စီတစ်လုံးဖြစ်လာဖို့အတွက်ဂျုံရည်စီစားအသားစတဲ့မတူတဲ့ပါဝင်ပစ္စည်းတွေကိုရောဆက်ပြီးမိဖို့ကြီးတစ်ခုမှတည်လိုက်ရတာဖြစ်ပြီးအခုအမှုအတွက်ကလည်းဘာမှမဆိုင်ဘူးလို့ထင်ရတဲ့တဲလွန်စားတွေကိုရောဆက်ပြီးမိဖို့ကြီးဖြစ်တဲ့အထူးကအရာတစ်ခုနဲ့ပေါင်းဆက်လိုက်မှလူသက်တရက်ခန့်အဆက်ကဘယ်သူလဲဆိုတဲ့အဖြေကထွက်လာမှာဖြစ်ပါတယ်။အဲ့တော့ရရှိထားတဲ့တဲလွန်စားတွေကိုစုစည်းရောရှက်ဖို့အတွက်ပေါင်ချိန်ရှိတဲ့နေရာကိုသွားမေးကြပြီးပေါင်ချိန်ကတော့ထုံးစံအတိုင်းခြိုင်တဲရဲ့အခန်းထဲမှာပဲပကြီးကားလေးချက်ကိုတေချာစူးစိုက်ကြည့်နေပါတော့တယ်။သူအမြဲပြောနေကြစကားဖြစ်တဲ့ဒီပကြီးကားလေးချက်ကမူမမှန်မှုဆိုတဲ့စကားကိုပဲပြန်ပြောနေပြီးတော့ကုန်းဆွန်းချက်ကတော့ပကြီးကားတစ်ခုချင်းစီကိုတေချာလိုက်ကြည့်ပါတော့တယ်။ညဘက်တနေရာမှာတော့လူတစ်ယောက်ကအပျော်မဲတဦးနဲ့အတူရှိနေပြီးနှစ်ဦးသားစိန်ခံရင်စကားအေးဆေးပြောနေကြပါတယ်။အပျော်မဲလေးကတော့သူတို့တွေဖမ်းရွက်လုံးမှာမနေသင့်တော့တဲ့အကြောင်းပြောနေပြီးတစ်ဖက်ကလူကလည်းသူလဲထွက်သွားဖို့စီစဉ်နေတဲ့အကြောင်းပြန်ပြောလိုက်ပါတယ်။ဒါကြောင့်အပျော်မဲမင်းကလေးလည်းထွက်သွားရင်သူ့ကိုပါတပါးတည်းခေါ်သွားပေးဖို့တောင်းဆိုနေပါတယ်။ဒီလူကတော့ခေါ်သွားပေးမယ်လို့ခက်ပေါ့ပေါ့အဖြေပြန်ပေးလိုက်ပါတယ်။အဲနောက်မှာတော့သူ့ရဲ့အခန်းထဲမှာထွက်သွားဖို့အတွက်ပစ္စည်းတွေထုတ်ပိုးနေတဲ့ဒီလူကိုပဲမြင်ရမှာဖြစ်ပါတယ်။အဲလိုထုတ်ပိုးနေရင်ကနေသူ့ရဲ့အိပ်ယာပေါ်မှာပစ္စည်းအထုပ်လေးတစ်ခုကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်အပစ္စည်းထုတ်လေးကိုတုံတုံရင်ရင်နဲ့ပဲယူကြည့်လိုက်ပြီးဖြည့်ကြည့်လိုက်တဲ့အခါမှာတော့
ဘာဆက်ဖြစ်မလဲဆိုတာကိုမသိရပဲဝါဟိုင်ပါတို့စီကိုရောက်သွားပါတယ်။ဝါဟိုင်ပါကတော့အကျဉ်းခန်းထဲမှာအဖမ်းခံထားရပြီးအကျဉ်းခန်းချီကိုတော့လူတစ်ယောက်ကပြုတ်ကျလာပြီးသူ့ကိုတေလာတဲ့လူကိုတော့နောက်ကျောကိုပဲတွေ့လိုက်ရပါတယ်။အဲ့အချိန်အတွင်းမှာပဲကုန်းဆုံးရှင်းတဲ့ကျန်ချောင်းတို့ကတော့အမှုအတွက်စဉ်းစားနေတော့ပဲဖြစ်ပါတယ်။တစ်ဖက်မှာဘာတွေဖြစ်နေလဲဆိုတာကိုလုံးဝသတိထားမိပုံမရပါဘူး။မနေ့ပြန်ဆိုရင်စစ်သူကြီးရဲလွှပေးထားတဲ့အချိန်3ရက်ကပြည့်မှာဖြစ်ပြီးတော့တရားခံအောင်လဲအခုထိသို့လောဖြစ်နေတဲ့အတွက်ပြည်သူတွေကိုစစ်ပေးကနေကယ်တင်နိုင်မဲ့မျှော်လင့်ချက်ကတော့ရရက်လေးပဲကျန်နေပါတော့တယ်။အဲ့အချိန်ထုံးစံအတိုင်းမူလန်ကညစာလာပို့ပေးပြီးကုန်းစွန်းရှက်ကတော့မူလန်ကိုသူ့မှာရှိတဲ့ငွေစတွေပေးပြီးမနှက်ဖြန်စောဒီကနေထွက်သွားခိုင်းလိုက်ပါတော့တယ်။ဘာလို့လဲဆိုတော့မနှက်ဖြန်နေ့လည်းမတိုင်ခင်လူသက်သမားကိုမဖော်နိုင်တဲ့အခါလျှောင်ပြည်ကတက်တွေမြို့တယ်ဝင်လာမှာဖြစ်တဲ့အတွက်အဲ့အချိန်မှာထွက်သွားရင်မမီတော့မှဆိုလို့အခုလိုကြိုပြီးထွက်သွားခိုင်းလိုက်တာဖြစ်ပါတယ်။ဒါကိုကြည့်ချင်အားဖြင့်ကုန်းစွန်းရှက်အနေနဲ့မူလန်အပေါ်မှာဂယုဏစိမ့်နဲ့ရှစ်ခင်သဘောကျနေတယ်ဆိုတာကသိတာနေပါတယ်။ကုန်းစွန်းရှက်အပေါ်ပြန်ပြီးသဘောကျမိနေတဲ့မူလန်ကတော့သူပေးတဲ့ငွေစားတွေကိုပြန်ပေးလိုက်ပြီးကုန်းစွန်းရှက်ကိုယုံကြည်တဲ့အတွက်ထွက်မသွားနိုင်ဘူးလို့လက်ဟန်ချီဟန်နဲ့ပြန်ပြောလိုက်ပါတယ်။ဒီစကားကြောင့်ပဲကုန်းစွန်းရှက်ကသဘောကျနေတော့ရဲမက်တစ်ယောက်ကအလောတကြီးရောက်လာပြီးလူထပ်တည်ပြန်ပြီဆိုတဲ့သတင်းကိုပေးနေရင်လည်းပဲအပိုင်း9ကဒီနေရာမှာပြီးဆုံးသွားပါတော့တယ်